ကဲအားလုံးပဲမင်္ဂလာပါဒီကနေ့ရှင်းလင်းတင်ပြချက်မှာလူရန်စီကားပြီးအလို့များလွန်းကစီဝါရေးလုပ်ငန်းတို့မိဖို့ချောင်ကြီးတွေပဲနောက်ွယ်ကလှုပ်ဝက်ချက်တွေကိုလေ့လာသွားကြပါမယ်တော့ကြနေညာလို့လူအပြည့်ချန်နေတဲ့စားတုပ်ဆိုင်ကြီးတစ်ခုရဲ့ကတောင်းကနေမိဖို့ချောင်အချင်းတွေကိုခဏလောက်မြင်အောင်ကြည့်လိုက်ကြရအောင်ဟင်းချက်တန်တွေလူတန်တွေနဲ့ရှုပ်ရက်ခံနေပြီမဲ့တကယ်တော့အဲ့ဒီမီးဖို့ချောင်တစ်ခုလုံးမှာအသက်သမ ရေးပါဆုံးအစိပ်ပိုင်းဟာအပြင်မှချင်းလုံးဝမမြင်ရပဲစားပုံမှုတွေချေအောင်ကျမ်းပြင်အောင်မှာပုံကွယ်နေပါတယ်ဒီကနေ့တော့အဲ့ဒီမမြင်ရတဲ့ဝိတုကလက်ရာအကြောင်းကိုကျွန်တော်တို့အသေးစိတ်ဖော်ထုတ်သွားကြပါမယ်ဒါဆိုရင်စဉ်းစားကြရှိတာကစီးပွားရေးထုံးမိဖို့ချောင်းတစ်ခုမှာအရေးကြီးလုံးဖြစ်မဲ့လူတွေအလစ်လျူအရှုအဆုံးအပိုင်းကဘာများဖြစ်မလဲဆိုတာပါပဲကျွန်တော်ရများသောအားဖြင့်လှပတဲ့ဟင်းလျာတွေပြင်ဆင်ချက်ဖြုတ်တဲ့နေရာတွေပဲအာယုံစိုက်တကြတယ်မဟုတ်လားဒါပေမဲ့အခုတော့အဲ့ဒီလိုမျက်စိပတာရဖြစ်စရာတွေကနေအောက်ခြေကျမ်းပြင်ကအခြေခံအဆောက်အုံတွေစီကိုခဏလောက်အာယုံပြောင်းကြည့်လိုက်ကြအောင်ရီမီစာရန်တဲ့ကဒီကောင်းတို့ချက်လေးကတကယ်ကိုမှန်ကန်ထိမိပါတယ်ရင်တို့မြောင်းနေဟာမက်ဆီရှိတ်မှမရှိတော့တတိမထားမိတတ်ကြဘူးတဲ့အမှန်တော့ဒီလိုမျိုးအရေးကြီးတတိမထားမိတာကနေအစားအစာတွေမတန်ရှင်းတာပိုက်ဒီပိတ်ဆိုတာမျိုးတွေဖြစ်လာနိုင်ပါတယ်ပိုက်ပိတ်ဆိုတာဟာရေအာယုံလောက်တာမန်ကိစ္စလေးမဟုတ်ပါဘူးဒါဟာစားတော့ဆိုင်ကြီးတစ်ခုလုံးအတွက်တော့ယူရီရဲ့နှလုံးရက်သွားတယ်လို့ပါပဲအဲ့ဒီကနေဆွေးရတဲ့အခါမှာလုပ်ငန်းတစ်ခုလုံးချက်ချင်းရနိုင်ရတဲ့အထိပြင်းထန်တဲ့ကပ်ဘေးဆိုင်ဆုံးရှုံးမှုတွေဖြစ်လာနိုင်တာပါဟုတ်ပြီအကြောင်းအရာတွေကိုအစားပြီးဝင်လဲကြရအောင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးသွားမယ့်အချက်၅ချက်ကတော့နံပါတ်မမီရတဲ့မိဖို့ကြောင့်ရဲ့သူရဲ့ကောင်နံပါတ်1 hygiene first လို့ကတဲ့တန်ရှင်ရဲ့ပထမဒသနိကဗေဒ3တိုလောင်ရဲ့နဲ့ပြင်ဆင်ရေးစုံများ4ထုတ်လို့ရေးပေါ်ဟချက်2ဘေးအန်တဲ့ကင်းရှင်ရဲ့အတွက်ဒီဇိုင်းရေးဆွချင်းဆိုတာတွေပဲဖြစ်ပါတယ်ပထမဆုံးအပိုင်း set fit တဲ့မမြင်ရတဲ့မိဖို့ချောင်ရဲ့သူရဲ့ကောင်းဆိုတဲ့အကြောင်းကိုစလိုက်ကြအောင်မိဖို့ချောင်လုံကန်းလေပတ်မှုအတိုင်းမှာအတ္တိကမနိုင်ကြီး3ခုရှိပါတယ်အစအစဘေးကင်းလုံခြုံရေးကုန်ကျစရိတ်ထင်းကြိုရေးနဲ့ကျန်းမာရေးနဲ့ဘေးအန္တရာယ်ကင်းချင်းရေးတို့ပဲဖြစ်ပါတယ်ဒါတွေကတာမန်စရင်လေးတွေမဟုတ်ပါဘူးတခြားတိကျစွာပုံစံထုတ်ထားတဲ့ရေနှုံးမြောင်းစနစ်တစ်ခုဟာပူလောင်ပြီးစီတွေပြည့်နေတဲ့ဆွန်ပစ်အရေးတွေကိုဂိုင်တွယ်ရင်းနဲ့ဒီမနိုင်3ခုကိုဟန်ချက်ညီညီထိန်းပေးရတာပါဒီလိုမှလားလုပ်ငန်းကြီးတွေမှာကြီးမားတဲ့ဆုံးရှုံးမှုတွေမဖြစ်အောင်ကာကွယ်နိုင်မှာဖြစ်ပါတယ်အခုဒုတိယအပိုင်းဖြစ်တဲ့ hygiene first လို့ခေါ်တဲ့တန်ရှင်းရေးကိုပထမဦးစားပေးတဲ့ဒသနိကဗေဒပါကူကူပြောင်းကြည့်ကြရအောင်ဒီ hygiene first ချင်းကမှုပါတကယ်ကိုဉာဏ်ကြီးထက်မြက်ပါပဲသူရဲ့အထူးရည်ရွယ်ချက်ကအစားအစာဘေးကင်းရေးကိုလုံးဝအယောမပေးပဲလေဘာမှုကုန်ကျစရိတ်တွေကိုပါရှော့ချပေးနိုင်မဲ့ဖြည့်ရှင်းရေးတွေကိုဖန်တီးဖို့ပါပဲဆိုလိုတာကတန်ရှင်းရေးပိုင်းမှာအမြင့်မားဆုံးစွမ်းဆောင်ရည်ရရှိဖို့အတွက်ခိုင်မာတဲ့ဂတိကဝတ်တစ်ခုအနေနဲ့အလုံးလုံးတာဖြစ်ပါတယ်ကဲတတိယအပိုင်းအနေနဲ့မိဖို့ချောင်ရဲ့ဇုံအသီးသီးကိုလက်တွေ့လေ့လာကြည့်ကြရအောင်ရေစီးစက်မှုနေပါတဲ့ထော်လောင်ရင်းနဲ့ပင်စင်ရင်းနေရာတွေကနေစတင်ပါမယ်ဒီဇုံတွေကတော့နိုင်ရှင်ချင်းတော်တော်လေးအေးချမ်းပါတယ်လက်ဆက်တဲ့ဟင်းဒီဟင်းရက်တွေနဲ့အသားတွေကိုတန့်စင်ပြင်ဆင်တဲ့နေရာတွေပါအမြဲတမ်းမော့ပဲမဲ့တခါရံကိုတန့်ရှင်းလက်ဖို့လိုအပ်ပြီးကျမ်းပင်ပေါ်ကဖိတ်ဆင်လာတဲ့ရေတွေကိုအလွဲတကူဖယ်ရှားနိုင်ဖို့တော့လိုအပ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတာလေးတစ်ခုရှိပါတယ်ရေတွေတခြားစင်ကြံလန်းဒီစီကိုမကူးဆက်အောင်အတားအဆီးတစ်ခုအနေနဲ့လှုပ်ဆောင်ပေးမယ် slot channel တွေကိုတိတိကျကျဘလို့နေရာချထားရဲဆိုတာပါပဲဒါဟာလိုအပ်တဲ့နေရာမှာရေတွေကိုတေချာထိန်းချုပ်နိုင်တဲ့စနစ်တကျပြင်ဆင်မှုတစ်ခုဖြစ်ပါတယ်ရေဒီဟူဘတ်ဒီဘတ်မကြိုသွားအောင်တားဆီးပေးတဲ့ခံတပ်တစ်ခုလိုပါပဲအေးခန့်တည်းရဲ့အခြေအနေကတော့နည်းနည်းတတိထားရပါတယ်အေးခန့်နေမှာအငွေ့ပြန်ရကနေရေဆက်တွေစုလာတတ်တယ်မဟုတ်လားဒီရေတွေကိုဖြေရှားဖို့အခန်းတွင်းပိတ်လောင်မှုကြောင့်ညင်ညိုင်းတာတယ်မဖြစ်အောင်ပြင်မမှာတန်ဒစ်လို့ခေါ်တဲ့ရေခံခွက်ကိုတုံးပြီးလေးလွတ်ပေါ airplane နဲ့တကွာရေစင်းမြောင်းဖန်တီးပေးရပါတယ်ဘာကြောင့်လဲဆိုတော့ညင်ညမ်းတဲ့ရေတွေဒါအလုံးပိတ်အေးခန်းတွေကိုပြန်လည်တက်လာရင်ဒေါ်လာထောင်ချီတန်ကြီးရှိတဲ့တူလောင်ထားတဲ့အစားအစာတွေအကုန်ပျက်စီးဆုံးရှုံးသွားနိုင်လို့ပါပဲအေးချမ်းတဲ့ပြင်ဆင်ရေးဇုံတွေကနေမိဖို့ချောင်ရဲ့အတတွဲကြောဖြစ်တဲ့စတုတ္တအပိုင်း production hub စီကိုကူးပြောင်းကြရအောင်ဒီနေရာကတော့တကယ်ကိုအကျိတ်အနေရှိတဲ့စစ်မြေပြင်လိုပါပဲထုတ်လို့ရပဝန်းကျင်ရဲ့အငွေသွေးကိုခန်းစားကြည့်ပါစုပုံလာတဲ့စီချေးတွေပဆူနေတဲ့ထဲအိုးတွေပြီးတော့ရုပ်ရည်အမြောက်အများစီးကျလာတဲ့အရေးတွေကိုမြင်ရောက်ကြည့်နိုင်ပါတယ်ဒီနေရာမှာအရာအလုံးကမြန်ဆန်ပြီးပြင်းထန်ပါတယ်ဖင်စီရေးအခန်းတွေနဲ့ကတောင်းကနေချင်းနေတဲ့ဟင်းချက်ရာနီးရတဲ့ကြားကရေနှုံမြောင်းစွမ်းဆောင်ရည်လိုအပ်ချက်ခွာကြပုံကိုနိုင်ရှင်ကြည့်လိုက်ရင်အန်တောစရာပါပဲတစ်ဖက်ကရေအနှဲငယ်နဲ့အသားအဆီးလောက်သာလိုအပ်ပေမဲ့ထုတ်လို့ရဆုံးမှာကျတော့စီချေးတွေရေအများကြီးကိုရုပ်တရက်ကိုင်တွေဖို့လိုအပ်နေတာပါလုံးဝကိုမတူညီတဲ့လိုအပ်ချက်တွေဖြစ်ပါတယ်
bread pans နဲ့ combination ovens တွေလို့အကြီးပါစက်ပစ္စည်းတွေနေတခါတရံမှာပွက်ပွက်ဆူနေတဲ့စီတွေရေကယ်လန်ပေါင်းများစွာဟာရုတ်တရက်ချက်ချင်းဆိုလို့စီစဉ်ကြလာတတ်ပါတယ်အဲ့လိုအမြောက်အများကိုဘေးကင်းကင်းနဲ့ကြိုက်တွယ်နိုင်ဖို့အတွက်ကြီးမားတဲ့ရေနှုံမြောင်းတွေကိုမဟာဗျူဟာကြနေရာချထားဖို့ရပါတယ်ဓမ္မတာစီတွေနဲ့စားစာကျွင်းကြံတွေအပေါ်ကိုပြန်ပန်းထွက်လာတာမျိုးမဖြစ်အောင်ကာကွယ်နိုင်မှာပါကဲနောက်ဆုံးပင်းစမအပိုင်းချီတဲ့ဘေးအန်ဒရယ်ကင်းရှင်းရေးအတွက်ဒီဇိုင်းရေးဆွဲရှင်းဆိုတဲ့အပိုင်းကိုရောက်လာပါပြီရေနှုံမြောင်းတစ်ခုဘေးခင်းမုံဆိုတာချန်ပီယံပေါ်ပါအပေါက်လေးတစ်ခုလောက်နဲ့မရပါဘူးအမိုက်စစ်ကမချော်နိုင်တဲ့ဆန်ခါပြဖြုတ်တက်လို့ရတဲ့အနန်းစိုးခံထောင်ချောင်းနဲ့လုံလောက်တဲ့ထူထေးပမာဏစားရတဲ့ဟာတာမန်စရင်တစ်ခုမဟုတ်ပါဘူးမီးဖို့ချောင်းတစ်ခုလုံးကိုဘေးခင်းပြီးတန်ရှင်းမှုရှိအောင်ချိတ်ဆက်ပေးထားတဲ့စနစ်တစ်ခုပါတခုခုချိုးရင်းသွားတာနဲ့မီးဖို့ချောင်းတစ်ခုလုံးရဲ့ဘေးခင်းရေးစနစ်ပြိုလဲသွားနိုင်မှာပါဒီ hardware PC တွေရဲ့ဖွဲ့စည်းပုံကိုတေချာကြည့်ကြည့်ပါအလွယ်တကူဖြူတဲ့ဖွဲ့ချနိုင်ပြီးချွန်ထက်တဲ့အနာဆွမ်းနေမရှိတဲ့ဆန်ကာပြားတွေကကြီးမားတဲ့ဝန်တွေကိုခံနိုင်ရရှိသလိုတန်ချင်းရလှုပ်တဲ့အခါဝန်ထမ်းတွေရဲ့လက်တွေထိခိုက်ရှင်နာမှုဖြစ်တာကိုလည်းအဖြစ်ဝအာမခံပေးထားပါတယ်ဒါအသေးစိတ်ပြင်မဲ့အလုံးကိုအရေးပါတဲ့ဒီဇိုင်းပိုင်းတွေဖြစ်ပါတယ်ပြီးတော့အရေးကြီးဆုံးအချက်တစ်ချက်ကဒီလိုမျက်စိနဲ့မမြင်ရတဲ့ဒီဇိုင်းအဆင့်အတန်းဟာအကောင်းဆုံးလက်တွေချင်းတုံးတီကိုတက်လို့မထင်လိုက်ပါနဲ့ဥရီဦးရဲ့အပြင်ကမ္ဘာအစားအစာပေးကင်းရေးအတွက်အမြင့်ဆုံးရွှေစံချင်းစံညုံလို့သတ်မှတ်ထားတဲ့ HACCP လို့တင်းကျပ်တဲ့ဥရီပေါင်းတွေရနေပါတရားဝင်မဖြစ်မနေပြထန်ထားတဲ့စီးမြင့်တွေဖြစ်ပါတယ်ဒီစီးမြင့်တွေကိုမလိုက်နာဘူးဆိုရင်လုပ်ငန်းတစ်ခုလုံးရနာပေးတင်ရတဲ့အထိအရေးယူခံရနိုင်ပါတယ်ရှင်းလင်းချက်ကိုညီကုန်းချုပ်အနေနဲ့ဒီမေးခွန်းလေးကိုစဉ်းစားကြည့်လို့ရပါတယ်မျက်စိနဲ့မမြင်ရတဲ့အခြေခံအောက်မြစ်သားပြိုလဲသွားရင်အထက်ကစားတော့ဆိုင်လုံပန်းကြီးရပ်တည်နိုင်ပါအောင်မလားလုံးဝမဖြစ်နိုင်ပါဘူးမမြင်ရပေမဲ့ဒါဟာအောင်မြင်တဲ့အစားတော့လုံပန်းတိုင်းရဲ့အသက်သွေးကြောအဆက်မှမှာပဲဆိုတာကိုအမှတ်ရစေချင်ပါတယ်ဒီကနေ့တင်ပြချက်ကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်